ပါရမီတော့ရှိပါတယ်ဒါပေမဲ့ရီမန်းချက်မကြီးခဲ့တဲ့ Eden Hazard အားလုံးပဲမင်္ဂလာပါ NPH Game Power ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဘောလုံးကစားသမားတယောက်ရဲ့တန်ဖိုးကိုဘာနဲ့တိုင်းတာမလဲလို့မေးရင်လူများစုကသွင်းကိုတွေစူပလာတွေဒါမှမဟုတ်ရရှိခဲ့တဲ့ရွှေဘောလုံးစုရည်အတွက်နဲ့တိုင်းတာကြပါလိမ့်မယ်ဒါပေမဲ့တချို့သောကစားသမားတွေကြတော့အဲ့ဒီကိန်းဂဏန်းတွေထပ်ပိုတဲ့စုံတစ်ခုဒါမှမဟုတ်ကြီးစုသူတွေကိုရင်သက်ရှုမောဖြစ်သွားစေတဲ့အလှတရားတစ်ခုကိုကွင်းထဲမှာခြံထားရစ်ခဲ့တတ်ကြပါတယ်အဲ့ဒီလိုကစားသမားမျိုးကိုပြောပါဆိုရင်ကျွန်တော်တို့အားလုံးရဲ့ကောင်းလေးကိုပထမဆုံးပြင်းပြမိမှာကတော့ Chelsea နဲ့ Belgium မော်စရာ Eden Hazard ပါပဲHazard ဟာဘောလုံးလောကမှာတကယ်ကိုထူးခြားဆန်းပြတဲ့ဖြစ်တည်မှုတစ်ခုပါသူဟာကွင်းထဲမှာဘောလုံးနဲ့တူရှိနေတဲ့ချိန်မျိုးမှာဆိုရင်သူ့ကိုတားဆီးဖို့ဆိုတာနောက်ခံကစားသမားတိုင်းအတွက်အိမ်မဆိုးတစ်ခုလိုပါပဲဒါပေမဲ့ဒီလိုပါရမီထူးလာတဲ့ကစားသမားတစ်ယောက်နဲ့ပတ်သက်ပြီးသူ့ရဲ့သင်းပေါ်ဟောင်းဒီယိုဂိုကော့စတာကအင်တာဗျူးတစ်ခုမှာယခုလိုပြောပြခဲ့ပါတယ်အကယ်၍သာဟာဆတ်ဟာမက်ဆီဒါမှမဟုတ်ရိုနယ်ဒိုတို့လိုမျိုးကြိုးကြိုးစားစားလေ့ကျင့်ခဲ့မယ်ဆိုရင်သူဟာအခုထက်အများကြီးပိုတော်တဲ့သူဖြစ်လာမှာပါသူကလေ့ကျင့်ကိုသိအာရုံမစိုက်ခဲ့ဘူးဒါပေမဲ့သူကတကယ်ကိုအားအသင့်စရာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်နေတော့မှာပဲကိုဂူဆိုင်ပြီးလေ့ကျင့်ခန်းတွေပို့လုပ်မယ်ဆိုရင်ပိုတိုးတက်လာမှာသိကြပါပဲဘာလို့လဲဆိုတော့သူ့မှာမကုန်ခန်းနိုင်တဲ့ပါရမီတွေရှိနေလို့ပါကျွန်တော်ထင်တာကတော့ဟာဆတ်သာအခုထက်ပိုကြီးမားတဲ့ရီမန်းချက်သာရှိခဲ့မယ်ဆိုရင်သူဟာပုံမြင့်မာတဲ့အဆင့်အတန်းတစ်ခုကိုရောက်ရှိသွားနိုင်ပါတယ်ဆိုပြီးပြောဆိုထားတာပါဒါပေမဲ့ဟာဆတ်ကတော့သူ့ရဲ့ဘဝကိုသူရွေးချယ်ခဲ့တဲ့အတိုင်းပဲဖြတ်တန်းသွားခဲ့ပါတယ်သူဟာဘောလုံးကိုအလုပ်တစ်ခုလိုသဘောမထားပဲကစားစရာတစ်ခုလိုပဲသဘောထားခဲ့တာပါပွဲပြီးရင်မိသားစုနဲ့အတူပျော်ပျော်ပါးပါးနေမယ်ဟာမာကစားခြင်းစားမယ်လေ့ကျင့်မှာသိပင်ပန်းအောင်မလုပ်ဘူးစားတယ်သူ့ရဲ့လူနေမှုပုံစံကသူ့ကိုပျော်ရွှင်စေခဲ့တာအမှန်ပဲဘောလုံးလောကရဲ့ထိပ်ဆုံးကိုတက်လှမ်းဖို့အတွက်တော့အတားအဆီးဖြစ်စေခဲ့ပါတယ်တကယ်တော့ပါရမီဆိုတာမျိုးစစ်တစ်ခုဆိုရင်စ조사အထောက်မှုဆိုတာကအဲ့ဒီမျိုးစစ်ကိုရှင်သန်ကြီးထွားစေတဲ့ရေနဲ့မြေဩဇာလိုပါပဲဘလောက်ပဲကောင်းမွန်တဲ့မျိုးစစ်ဖြစ်ပါစေဂရုတစိုက်ပြုစုပြောထောင်ခြင်းမရှိရင်တော့အသေးပွင့်ပြေဝဝေစားနိုင်မှာမဟုတ်ပါဘူးဟာဆတ်မှာရှိတဲ့ပါရမီကကဘာပေါ်မှာလက်ချိုးရလို့ရတဲ့အဆင့်တန်းမျိုးပါဒါပေမဲ့သူ့မှာရီမန်းချက်ဆိုတဲ့အင်ဂျင်မပါခဲ့တဲ့အတွက်သူသွားနိုင်ခဲ့တဲ့ခိထက်အများကြီးစောပြီးရက်တန့်ဆိုရင်ပိုတိုးတက်လာမှာသိကြပါပဲဘာလို့လဲဆိုတော့သူ့မှာမကုန်ခန်းနိုင်တဲ့ပါရမီတွေရှိနေလို့ပါကျွန်တော်ထင်တာကတော့ဟာဆတ်သာအခုထက်ပိုကြီးမားတဲ့ရီမန်းချက်သာရှိခဲ့မယ်ဆိုရင်သူဟာပုံမြင့်မာတဲ့အဆင့်အတန်းတစ်ခုကိုရောက်ရှိသွားနိုင်ပါတယ်ဆိုပြီးပြောဆိုထားတာပါဒါပေမဲ့ဟာဆတ်ကတော့သူ့ရဲ့ဘဝကိုသူရွေးချယ်ခဲ့တဲ့အတိုင်းပဲဖြတ်တန်းသွားခဲ့ပါတယ်သူဟာဘောလုံးကိုအလုပ်တစ်ခုလိုသဘောမထားပဲကစားစရာတစ်ခုလိုပဲသဘောထားခဲ့တာပါပွဲပြီးရင်မိသားစုနဲ့အတူပျော်ပျော်ပါးပါးနေမယ်ဟာမာကစားခြင်းစားမယ်လေ့ကျင့်မှာသိပင်ပန်းအောင်မလုပ်ဘူးစားတယ်သူ့ရဲ့လူနေမှုပုံစံကသူ့ကိုပျော်ရွှင်စေခဲ့တာအမှန်ပဲဘောလုံးလောကရဲ့ထိပ်ဆုံးကိုတက်လှမ်းဖို့အတွက်တော့အတားအဆီးဖြစ်စေခဲ့ပါတယ်တကယ်တော့ပါရမီဆိုတာမျိုးစစ်တစ်ခုဆိုရင်စ조사အထောက်မှုဆိုတာကအဲ့ဒီမျိုးစစ်ကိုရှင်သန်ကြီးထွားစေတဲ့ရေနဲ့မြေဩဇာလိုပါပဲဘလောက်ပဲကောင်းမွန်တဲ့မျိုးစစ်ဖြစ်ပါစေဂရုတစိုက်ပြုစုပြောထောင်ခြင်းမရှိရင်တော့အသေးပွင့်ပြေဝဝေစားနိုင်မှာမဟုတ်ပါဘူးဟာဆတ်မှာရှိတဲ့ပါရမီကကဘာပေါ်မှာလက်ချိုးရလို့ရတဲ့အဆင့်တန်းမျိုးပါဒါပေမဲ့သူ့မှာရီမန်းချက်ဆိုတဲ့အင်ဂျင်မပါခဲ့တဲ့အတွက်သူသွားနိုင်ခဲ့တဲ့ခိထက်အများကြီးစော